Hello အားလုံးပဲမင်္ဂလာပါငါကနော်ကျွန်တော်ဒီနေ့အော် so အဲ့ဒါတမ်းများသည်ဖြောထားနော်တမ်းများဖြောထားတာတောက်ပြမယ်တမ်းများကြီးပါဒီမှာတမ်းများကြီးအတွက်လိုအပ်တဲ့ပစ္စည်းပါဆိုတမ်းများကြီးတစ်လုံးလိုမယ်ပြီးတော့စားအနှဲငယ်လိုမယ်ပြီးတော့တကြားဒါဒီလိုမျိုးဇွန်းနေဆိုရင်တကြား3-4ဇွန်းလောက်လိုမယ်ဒါပါပဲဒီထဲမှာကိုကြိုက်တဲ့လို့ရှင်ဥမာဘာပဲထည့်တယ်ပေါ့တခြားထပ်ထည့်ရရတယ်ဥမာဒါ whisky လား rum လားအဲ့လိုမျိုးပေါ့နော် whisky လား rum လားပြီးတော့ဒီဘာလဲဂလူကိုအမှုန်တို့ပါတော့လားအဲ့လိုမျိုးကိုရည်တည်ပါကြိုက်တယ်ဆို whisky ဖြစ်ဖြစ် rum ဖြစ်ဖြစ် beer ဖြစ်ဖြစ်အဲ့လိုမျိုးထပ်ထည့်လို့ရမယ်တောက်ကြည့်မယ်နော်ဒါတွေကတော့ဘာမှမဟုတ်အလှစားအလှမဟုတ်ဒါအနံ့လေးနည်းနည်းလေးရနေအောင်တော့အဲ့လိုမျိုးတောက်ကြတာတမ်းများသည်oh so good so fresh so good ဒါရန် fresh ဖြစ်တယ်နော်ဒီကဒါတမ်းများတစ်ခါတည်းရန်တော့တောက်တင်တယ်ဒါပေမဲ့တမ်းများကြီးတောက်ရင်တချို့ကသွေးပေါင်ကြတာတို့ဘာတို့သွေးပေါင်ကြတယ်မတည့်ဘူးလို့ပြောကြတာဒါကွန်မန့်မှာတစ်ချက်ရေးပေးသွေးပေါင်ကြတယ်လို့ ਨੇ တဲလားတောက်တင်လားတနေ့ဘယ်နှခွက်တောက်တင်လဲသွေးပေါင်ကြတယ်လို့ဆိုရင်ဘယ်လိုပြောမလဲကျွန်တော်ဆိုသွေးပေါင်ကြတယ်လေသွေးပေါင်ကြတယ်သွေးရနဲတယ်အားကြောင့်မလို့သွေးပေါင်ကြတဲ့လူတွေသွေးရနဲတဲ့လူတွေဆိုရင်တမ်းများကြီးတောက်တင်လားမတောက်တင်ဘူးလားပြီးတော့တောက်လို့ရတယ်ဆိုတော့တနေ့ဘယ်နှခွက်လောက်တောက်လို့ရလဲအဲ့လိုမျိုးအဲ့ဆိုကိုတန်သွေးရနဲတယ်သွေးပေါင်တွေကြားတယ်ခဏအခုကကြခေါင်းတွေတိတ်မကြည့်လို့တမ်းများတောက်မှာပါ okay so good so fresh so good okay ဒီတော့ whisky လေးပါထည့်နေတာမိုက်တယ် whisky ဖြစ်တာ rum ဖြစ်နည်းနည်းလေးပေါ့နော်ဆိုတော့လေးထည့်နေဖြစ်မိုက်မယ်တမ်းများဒီကြောင့်ဝယ်စရာမလိုကိုအိမ်နောက်ဖက်မှာရှိတဲ့တမ်းများကိုပင်တော့မဟုတ်သူများပင်တမ်းများဒီဝယ်စရာမလိုပေါ်လို့fresh ပဲတမ်းများဒီတော့ fresh ဖြစ်တဲ့လန်းဆန်းစီတယ်ပြီးတော့ဒါကြီးအများကြီးတောင်းရင်မကောင်းဘူးတင်တယ်ကိုတော့မတီးဘူးပဲသွေးပေါင်တွေပါကြားတယ်သွေးရည်နေတော့မတောက်နဲ့မတောက်တင်ဘူးလို့လည်းပြောကြတယ်အတီးရလို့ရှင်ကွန်မန့်မှာတစ်ချက်ရေးသွားပြီနော် so good so fresh ဘာဒါပဲ